မင်္ဂလာပါဗျာတမ်ယာဒီကိုကျွန်တော်တို့ငပိရည်လေးနဲ့လောက်စားကြမှာဖြစ်ပါတယ်ဗျာ let's go အရင်ဆုံးငပိထောင်းပေါ်တော့ပစုံနေနေပါမယ်ဗျာငရောက်တီးဆိုင်နေနေပါမယ်ဗျာတမ်ယာဒီနှလောင်းတောင်းထားပါတယ်ဗျာပစုံငပိအနှဲငယ်လိုမယ်ဗျာဒီနေရာမှာကျွန်တော်တို့ချက်သွန်ဒီတစ်လုံးတောင်းထားပေးပါတယ်ဗျာငပိထောင်းပေါ်တော့နှစ်ချမ်းလီးထားတဲ့ချက်သွန်ဒီလေးကိုကျွန်တော်တို့ပပလေးလီးထားပေးပါမယ်ဗျာပြီးတော့ချက်သွန်ဒီလေးကိုပကံထဲမှာထည့်ပေးပါမယ်ဗျာအရင်ဆုံးငပိထောင်းပေါ်တော့ကျွန်တော်တို့ငရောက်ဆောင်ထက်မှာပစုံလေးတွေထည့်ပေးပါမယ်ဗျာကျွန်တော်တို့ခဏလေးထောင်းထားပေးပါမယ်ဗျာပစုံလေးထောင်းပြီးတော့ရင်ခဏကငရောက်တီကိုထည့်ပေးပါမယ်ဗျာငရောက်တီထည့်ပြီးတော့ရင်ကျွန်တော်တို့ပြန်ပြီးတော့ထောင်းပေးပါမယ်ဗျာထောင်းပြီးတော့ရင်ကျွန်တော်တို့လီးထားတဲ့ချက်သွန်ဒီလေးတွေငရောက်ဆောင်ထက်မှာထည့်ပေးပါမယ်ဗျာနောက်ဆုံးတစ်ခါထောင်းပေးပါမယ်ဗျာကျွန်တော်တို့ထောင်းထားတဲ့ငရောက်ဆောင်ထက်မှာအရင်ဆောင်ပကံလို့တလုံးထက်မှာကျွန်တော်တို့အရင်ထည့်ပေးပါမယ်ဗျာပကံထက်မှာထည့်ပြီးတော့ရင်တော့ပစုံငပိထည့်ပေးမယ်အချုံမောက်ထည့်ပေးမယ်ဗျာတမယာတီးလေးတွေညှစ်ထည့်ဖို့အတွက်ကျွန်တော်တို့တောင်းလေးချမ်းလောက်လီးထားပေးပါမယ်ဗျာနောက်ဆောင်မှာကျွန်တော်တို့တမယာလေးတွေညှစ်ထည့်ပေးပါမယ်ဗျာပစ္စည်းတွေအကောင်ထည့်ပြီးတော့ကျွန်တော်တို့လက်လေးနဲ့နယ်ပေးပါမယ်ဗျာနယ်ပြီးတော့ကျွန်တော်တို့ရေနဲ့ထည့်ပေးပါမယ်ဗျာရေထည့်ပြီးရင်ထက်နယ်ပေးပါမယ်ဗျာကျွန်တော်တို့နယ်ထားပြီးတော့ရင်တော့ပကံလေးထဲမှာထည့်ပြီးတော့ကျွန်တော်တို့တို့စရာလေးနဲ့စားလို့ရပါပြီဗျာအဆောင်တိကြည့်ပေးတော့ကျေးဇူးအများကြီးတင်ပါတယ်ဗျာ